ဘယ်လိုတွေ့တာ မမေကတရင်ကြီးနဲ့ဟွာဘောဘောရှိတဲ့ကိန်းတဲ့သမီးတွေနေတယ်တဲ့အားတဲ့ဟွာသမီးသားကြီးနဲ့ဒီဖုန်းနံပါတ်ကိုလက်ခေါ်လိုက်တော့လက်ခေါ်လိုက်တော့ဟွာအပေါ်ကြီးတို့သွားလို့ဟွာလူချင်းပါတယ်လို့ဟွာဖုန်းလက်ဆက်လို့ရတာရရတဲ့ဟွာတဲ့စားမလို့လိုက်ဘယ်နှစ်ယောက်တော့မဟုတ်ဘူးလို့လူချင်းလားလို့ဟွာလို့အဲ့ဆိုရင်တဲ့ဘောဘောမေးပြီးမယ်ဆိုတော့ကိုရဘောဘောမေးပြီးတော့ဘောဘောမေးပြီးတော့ဘောဘောနဲ့မပြဘောဘောနဲ့လာစားကြည့်ဘောဘောကလာခဲ့မယ်မနေ့ပြန်လာခဲ့မယ်လို့ပြော ဒီလိုတော့ကြွပြီးတာဘုံမှာကိုယ်တိုင်ကြွပြီးတော့ခံတာဘယ်လိုနေလဲတမီးဘယ်လိုခံစားရဘုံကြွလာတာ ပြောပါ ရပါတယ်ခိုင်ရော ဒါတိုင်းမှာထမင်းကျွေးနေတာတမီးလိုင်းပေါ်တွေ့တာပေါ့ဘုံ ဘုံဒီရဲတော့အများဘူးညာ ဒီဘယ်နဲ့ရောက်လဲ ငါလည်းရမှာ ဟုတ်လားငါလည်းတက်မှာမီးရောက်ဘယ်နဲ့တက်ပါ တုံးရဲ ဒီရက် တုံးနဲ့ တက်မှာတက်ဟုတ်ပါဘူးဟိုကကြွားဖို့တမီးပုံးတဲ့ဘုံမှာကြွားဖို့အဲရန်ကုန်တော့ပြန်လဲရသေးတယ်ကိစ္စကြီးရှိတယ်နောက်ပဲလို့ဘုံကကြွားမှာ မေးတော့မှာ